ခုပဲကြိုးလဲပေးရမှာချင်းမဆိုတော့အိမ်အောင်ဝချယူမယ်ဆိုရင်မန္တလေးမြို့မှာဆိုရင်တော့ညီတို့အိမ်ကိုလည်းလာယူလို့ရတယ်မန္တလေးမြို့အတွင်းဆိုရင်တော့ညီတို့လာပို့ခိုင်းလို့လည်းရတယ်ကိုယ်တိုင်လာပို့ပေးလို့ရတယ်နော်မန္တလေးမြို့ဆိုရင်တော့ချင်းမဆိုတော့ပို့ခလေးတော့တတ်တာပါဗျာချင်းမဆိုတော့ပို့ခလေးတော့ကြိုးလွှဲပေးရတယ်နော်ဘယ်နေရာပဲမှာပို့ခလေးတော့ကြိုးလွှဲပေးရပါတယ်လူချင်းမင်းတို့အနေနဲ့မှားအောင်မယ်ဆိုရင်တော့ညီတို့ဘိုင်ဘာလေးကိုဆက်သွယ်လိုက်ပါခင်ဗျာ